အားလုံးပဲမင်္ဂလာပါဗျာ Daily Plus Point Office မှာပြန်နေကြလိုက်ပါတယ်ဗျာကျွန်တော်ဒီတစ်ပတ်မှာတော့ကျွန်တော်ကျောင်းအတငယ်ချင်းတွေနဲ့ဒီbarbecue ပွဲကိုကျင်းပမှာဖြစ်ပါတယ်ဗျာကျွန်တော်ကျောင်းမှာကကျောင်းသားကြီးရမ်းများတဲ့အတွက်ကြောင့်ကျွန်တော် random လုပ်ပြီးတော့မဲခွဲပြီးတော့ group အုပ်စုတွေနဲ့ဖွဲ့ပြီးတော့တစ်ဖွဲ့ကိုအနည်းဆုံးကျွန်တော်တို့15ယောက်ဖြစ်တည်ရှိပြီးတော့ကျွန်တော်barbecue party ပွဲကိုကျင်းပမှာဖြစ်ပါတယ်ဗျာပွဲစားမီမှာဆိုရင်တော့အားလုံးပဲကျွန်တော်တို့လူကြီးစုပြီးတော့စမ်းစစ်အမှားစကားပြောချင်းကိုကျွန်တော်ပွင့်နားထောင်ပါတယ်ကျောင်းမှာဆိုရင်တော့ကျွန်တော်တို့ class ကတော့10ခုလောက်ရှိပါတယ်အဲ့ဒီထဲမှာလူကြီးရတော့240ကျော်နေပါလို့ရှိပါတယ်ကျွန်တော်မသိတဲ့နိုင်ငံခြားသားလူမျိုးတွေရောတခြားနိုင်ငံလူမျိုးတွေအများကြီးနဲ့စုပြီးတော့ကိုမသိတဲ့နိုင်ငံလူမျိုးတွေနဲ့ယဉ်ကျေးမှုတွေဖလှယ်ကြမယ်ကျွန်တော်စကားတွေပြောကြမယ်ကျွန်တော်တို့ဒီမတူတဲ့အုပ်စု group ကတခြားသားဒီနိုင်ငံခြားသားလူမျိုးတွေနဲ့တွေ့ရတဲ့အတွက်ကြောင့်ကျွန်တော်တို့အတွေ့အကြုံတွေအများကြီးရခဲ့တဲ့နေ့တစ်နေ့လေးဖြစ်ခဲ့ပါတယ်ဗျာကျွန်တော်တို့ကျောင်းကစီစဉ်ပေးထားတဲ့ barbecue party ပွဲရဲ့ဒီ box food spot ကလည်းတော်တော်လေးကိုမိုက်ပါတယ်ဗျာကျောင်းကစီစဉ်ပေးထားတဲ့အတွက်ကြောင့်ကျွန်တော်တို့အရာအလုံးတော့အဆင်ပြေခဲ့ပါတယ်အဲ့ဒီနေ့ကအမှတ်တရတွေအများကြီးလည်းရခဲ့တဲ့နေ့တစ်နေ့ဖြစ်ခဲ့ပါတယ်ဒါနဲ့ကျွန်တော်ကတော့ဒီမှာအလုံးအတွက်စားဖို့ဆိုပြီးတော့ကျွန်တော်အသားတွေကိုกินပေးတယ်အားလုံးနဲ့တူတူပြပြရှင်တောက်ကြတယ်ကျွန်တော်စားကြတယ်အများကြီးအမတ်တရရခဲ့တဲ့နေ့ဖြစ်ပါတယ်ကျွန်တော်တို့ကြောင်းလည်းကြီးစုရမ်းနေပါတယ်ဘာဖြစ်ကြောင်းကပွဲတွေတော်တော်များများကျွန်တော်တို့ကိုကျင်းပပေးတဲ့ကြောင်းလည်းကြီးစုရမ်းနေပါတယ်တော်တော်လေးကိုပျော်စရာကောင်းတဲ့နေ့ဖြစ်ပါတယ်ဗျာကျွန်တော်မြင်တဲ့အတိုင်းပါပဲစားစရာတွေတော့အများကြီးကျွန်တော်အဖွဲတစ်ဖွဲမှာတင်ကျွန်တော်တို့ဒီ food smoke တစ်ခုချင်းစင်ပေးတာဆိုတော့ကျောင်းကလည်းကုန်ကျစရိတ်တော်တော်များသွားပါတယ်အဓိကဖြစ်ကျွန်တော်တို့ကျောင်းမှာဆိုတော့ညမာလီမျိုးတော်တော်များပါတယ်ကျွန်တော်ငယ်ချင်းကတော့ကျွန်တော်ဒါရပြီးထားလို့ပြီးတဲ့ခေတ်မှာသူကတော့ကျန်းတဲ့ထိကျလိုက်ပါလို့ကျွန်တော်ပြောပါတယ်လောက်တယ်မလောက်တဲ့နဲ့အားလုံးကိုတော့အကောင်းဆုံးကျွန်တော်กินပြီးတော့တူတူတောက်လိုက်စားလိုက်နဲ့ပြရွှင်ဒီတနေ့လေးဖြစ်ခဲ့ပါတယ်အနည်းကတော့ကျွန်တော်တို့ရဲ့ group နဲ့လေးပြင်းစရာကောင်းခဲ့ပါတယ်ဘာလို့လဲဆိုတော့ကျွန်တော်ညီမလူမျိုး3ဦးပဲပါခဲ့ပါတယ်တခြားနိုင်ငံခြားသားလူတွေနဲ့ဆိုတော့ဒါပေမဲ့လည်းကိုယ်နိုင်ငံအကြောင်းတွေရောသူတို့နိုင်ငံအကြောင်းတွေရောတယောက်နဲ့ပြောရင်းနဲ့တော့အများကြီးဘူးတူတာတွေလည်းရခဲ့ပါတယ်ဗျာအဲ့ဆိုရင်တော့ကျွန်တော် blog လေးကတော့ဒီမှာပဲအဆုံးသတ်မှာဖြစ်ပါတယ်ဗျာအဆုံးသတ်ရှိပေးတဲ့လူတွေအားလုံးကျေးဇူးတင်ပါတယ်ဗျာ bye bye